2026မှာ data analyst ဖြစ်ဖို့လုပ်ရမယ့်အလုပ်တွေကို step by step ပြောပြမယ်ဒီအဆင့်တွေကကျွန်တော်အလုပ်ပြောင်းတော့ကကိုယ်တိုင်သုံးခဲ့တဲ့အဆင့်တွေဆိုတော့ဒီတိုင်းသာတသွေးမတိန်လို့နှစ်ကုန်ရင်တစ်ခုခုထူရမယ်ဆိုတာအမှန်ကန်တယ်ဗျာဒီနေ့ထဲမှာ data analyst တကယ်ဖြစ်ချင်နေဆိုရင်ဒီဗီဒီယိုကိုစေ့ထားပြီးတော့တလားတခါလာကြည့်ကိုလုပ်နေတဲ့အလုပ်နဲ့ဒီမှာပြောထားတာနဲ့ကိုက်ရလားဆိုတာပြန်ကိုက်လို့ရတယ်ကျွန်တော်တို့ဝေးဝိုင်းမနေဘဲနဲ့လိုရင်းကိုပြောရအောင်ဗျာလုပ်ရမယ့်အလုပ်ကအဆင့်၄ဆင့်ကျွန်တော်လုပ်ထားတယ်အဲ့ဒါတွေကလေးလာပါလေးကျင့်ပါလူမြင်အောင်လုပ်ပါအလုပ်လျှောက်ပါဆိုတဲ့အဆင့်တွေဖြစ်ပါတယ်ဒီအဆင့်၄ဆင့်ကိုတစ်မျိုးကို3လစီချိန်ပေးရမယ်ဆိုတော့၄ဆင့်ဆိုရင်3လေးလီစနစ်တစ်နှစ်စာလုပ်ရမယ် roadmap ဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့လေးလာပါဆိုတော့လေးလာပါဆိုတဲ့အဆင့်မှာ Excel ရေ Power BI ရေ SQL ရေဒီ3ခုကိုပဲလုပ်ပါ Junior အနေနဲ့ကဒီ3ခုကိုပဲကျွန်တော် recommend ပေးပါတယ် Python မလုပ်ပါနဲ့scale 3ခုကိုဘယ်ကနေလေ့လာလို့ရမလဲဆိုရင်တော့အောက်က comment တွေမှာကျွန်တော် link ချပေးထားတယ်အဲ့ဒီ post မှာတွားကြည့်လိုက်ပါ self study လုပ်နိုင်တဲ့သူတွေအတွက်အလကားလေ့လာလို့ရတဲ့ source တွေအများကြီးရှိပါတယ်ဒီလို technical skill တွေအပြင် communication presentation နောက်ပြီးတော့ business knowledge ဒီလိုမျိုး soft skill တွေလည်းဖြည့်ထားတင်ပါတယ်ဆိုတော့ဒီအပိုင်းတွေကိုကျွန်တော်တို့ပထမ3လမှာလုပ်ပါဒါပြီးတော့ရင်လေ့ကျင့်ပါဆိုတဲ့အပိုင်းမှာ Excel ကိုရှေ့ကသင်ခဲ့တဲ့သင်ခန်းစာတွေကိုယ်တိုင် self study လုပ်ခဲ့တာပဲဖြစ်ဖြစ်သင်တန်းတက်ခဲ့ဘူးတာပဲဖြစ်ဖြစ်အဲ့ဒီကသင်ခန်းစာတွေ exercise တွေကိုအဖြေမကြည့်ဘဲနဲ့ရအောင်ပြန်လုပ်ကြည့်ပါဒါက Excel ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာဖြစ်ပါတယ် Power BI ကိုလေ့ကျင့်ဖို့တော့ကကြတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဒီသင်တန်းတွေပါတချို့တက်ခဲ့ဘူးမယ်ဆိုရင်ပုံတစ်ပုံအစအဆုံးမစွဲသေးခင်မှာသင်တန်းမှာမဂ္ဂဇင်းမှာရှိတဲ့ပုံတွေကာတွန်းဂျာနယ်ထဲမှာရှိတဲ့ပုံတွေကိုကျွန်တော်တို့စီစဉ်စက်ကူပပလေးနဲ့ထပ်ပြီးတော့စွဲခဲ့ဘူးကြတာမှတ်မိလိမ့်မယ်ဒီလိုပဲ Power BI လုပ်ပြီးဆိုလည်းပဲကိုကreport တစ်ခုကိုအစားအဆုံးမလုပ်တတ်သေးဘူးဆိုရင်သူများကို copy ယူကျွန်တော်စီမှာလည်းတင်ပေးထားမယ်ဆိုတော့အခု comment ထဲမှာလည်းကျွန်တော် link ချပေးထားမယ်ကျွန်တော်လုပ်ခဲ့ဘူးတဲ့ report တွေကိုစုထားတဲ့ Google Drive folder လေးရှိတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ online မှာ Zoom chat တို့နောက်တခြား Power BI ပြိုင်ပွဲတွေရှိတယ်အဲ့ဒီပြိုင်ပွဲတွေမှာဝင်တာဖြစ်တဲ့သူတွေရဲ့ Power BI file တွေကိုလည်းသူတို့ website တွေမှာက official တင်ပေးထားတယ်အဲ့ဒါတွေကို download သွားဆွဲပြီးတော့သူတို့လုပ်ထားတဲ့အဆင့်တွေကိုတစ်ခုပြီးတစ်ခုကြည့်ပြီးတော့ကိုကလိုက်ပြီး copy လုပ်ကြည့်သူလုပ်ထားတဲ့ report page ကိုတစ်မျက်နှာလုံးတသွေးမတိန်တူအောင်လုပ်ကြည့်ဒါဆိုရင် experience အများကြီးရသွားမယ်ကိုမလုပ်ဘူးတာတွေလည်းအများကြီးလုပ်တတ်သွားလိမ့်မယ်ဒါလေ့ကျင့်တဲ့အဆင့်ဗျနောက် SQL လေ့ကျင့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်အခု page ကနေတင်ပေးနေတဲ့ lead code ဆိုတဲ့ website ရှိတယ်နောက်တစ်ခုက hacker rank ဆိုတဲ့ website ရှိတယ်အဲ့ဒီ website တွေမှာ SQL ကိုဝင်ပြီးတော့ရိုက်ကြည့်လို့ရတယ်သူတို့မှာညံစမ်းမေးခွန်းလေးတွေရှိတယ်အဲ့ညံစမ်းမေးခွန်းတွေကိုကြည့်ပြီးတော့ကိုကအဖြေရိုက်ပေးလို့ရတယ်ဒါတွေသွားပြီးတော့လေ့ကျင့်လို့ရပါတယ်ဒီလိုလေ့ကျင့်လုပ်တာကိုလည်းနောက်ထပ်အချိန်3လလောက်ယူပါဒါဆိုရင်ကျွန်တော်တို့အချိန်6လလောက်ဖြစ်သွားပြီနောက်တစ်ဆင့်တက်လို့ရပြီနောက်တစ်ဆင့်ကဘာလဲဆိုတော့လူမြင်အောင်လုပ်ရမယ်ကျွန်တော်တို့ technical fee မှာအလုပ်လိုချင်ပြီဆိုရင်အရင်တုန်းကလို CV တခုတည်းနဲ့မလုံလောက်တော့ဘူး LinkedIn မှာကိုက visibility တခုရှိနေရမယ်ဒီလူကဒီအပိုင်းကိုကောင်းကောင်းလုပ်နိုင်တဲ့သူလည်းဖြစ်တယ်စိတ်ဝင်စားရှိတဲ့သူလည်းဖြစ်တယ်ဆိုတာကိုကရောင်းထားနိုင်မှရမယ်ဆိုတော့တချို့တွေကငါ social media မှာမတင်ချင်ပါဘူးပေါ့နော်ငါကငါကြီးအဲ့လိုလုံနိုင်တဲ့အကြောင်းတွေဝင်တင်နေရတာမကြိုက်ဘူးဆိုတဲ့သူတွေရှိတယ် data အလုပ်ကိုပြောင်းကျင်တယ်ဆိုရင်တော့ဒီစိတ်ကိုလျှော့မှရမယ်ကျွန်တော်တို့ကကို product တခုလို့သဘောထားပြီးတော့ကိုအလုပ်ခံမဲ့သူတွေ HR တွေ recruiter တွေမြင်အောင်လို့ဈေးထဲကိုဝင်ရောင်းရမယ်လို့မှတ်လိုက်ပြနော်အဲ့လိုရောင်းဖို့အတွက်ဘာတွေလုပ်ရလဲဆိုရင် LinkedIn မှာကျွန်တော်အမြဲအကြံပေးတယ် Power BI challenge တွေရှိတယ်လစဉ်ပြိုင်ပွဲတွေရှိတယ်အဲ့ဒီပြိုင်ပွဲတွေကိုဝင်ပြီးတော့အဲ့ဒီပြိုင်ပွဲတွေက report တွေကိုလုပ်ပြီးတော့ post တင်ပါဒါဆိုရင်ဒီသူက Power BI ကိုကောင်းကောင်းလုပ်တတ်တယ်ပြီးတော့ကိုလုပ်ထားတဲ့ insight တွေကိုသေချာရေးသားပြီးရှင်းပြနိုင်တယ်ဆိုတဲ့ skills တွေကိုပေါ်လွင်စေရဗျာအခုမှစလို့ဘာမှမကောင်းသေးလို့ဆိုပြီးတော့လည်းမပူနဲ့ဒါကိုယ့်ရဲ့ landing journey ကိုတင်ပေးတယ်လို့သဘောထားပြီးတော့တင်ပထမတစ်ခေါက်မှမကောင်းသေးဘူးဆိုရင်နောက်လမှာအဲ့ဒီတန်းနည်းနည်းလေးပိုကောင်းအောင်လုပ်ပြီးတင်နောက်လမှာအဲ့ဒါထပ်ကောင်းအောင်လုပ်ပြီးတော့တင်ပါဒီနီးလန်းကကျွန်တော်ပြီးခဲ့တဲ့နှစ်မှာလုပ်ခဲ့တဲ့နီးလန်း Power BI report challenge ကို4ခုဝင်ခဲ့တယ်ပထမတစ်ခုမှာတော်တော်ဆိုးဒုတိယတစ်ခုမှာနည်းနည်းကောင်းလာတယ်နောက်တစ်ခုမှာပိုကောင်းလာတယ်နောက်ဆုံးတစ်ခုမှာကျွန်တော်ဝင်နာတိရသွားတယ်ဆိုတော့ဒီလိုမျိုးလုပ်ရင်းနဲ့ recruiter တွေကမြင်ပြီးတော့ကျွန်တော်စီကို comment လာပေးတယ်ပြီးတော့ LinkedIn message မှာလာမေးတာတွေပါရှိတယ်သူတို့မှာ open position ရှိတယ်စိတ်ဝင်စားလားဆိုပြီးလာမေးတာတွေပါရှိတယ်ဆိုတော့ဒီတိုင်းတသွေးမတိတ်လှုပ်သွားပါကိုကကောင်းကောင်းသာလှုပ်ပြနိုင်နေဆိုရင်ကိုစီကိုအလုပ်တွေရောက်လာပါလိမ့်မယ်ဒီလိုမျိုးကိုရဲ့ visibility ကိုလုံနိုင်တာကို LinkedIn မှာလူသိအောင်လုပ်ပြီးပြီဆိုရင်တော့အလုပ်လျှောက်ပါအလုပ်လျှောက်ဖို့အတွက်က CV ကောင်းကောင်းပြင်ထားရမယ် CV ကောင်းကောင်းဘယ်လိုပြင်ရမလဲဆိုတာလေအောက်က comment ထဲမှာ link ချပေးမယ်သွားဖတ်လိုက်ပြင်ထားအဲ့ဒီတိုင်းတချို့က portfolio website တွေလုပ်ကြတယ်ကိုယ့်ရဲ့ Power BI project တွေကိုစုထားတဲ့နေရာပေါ့ကျွန်တော်တော့ portfolio website မှာမတင်စေချင်ဘူးဆိုတာတဲ့
တင်လည်းပဲကိစ္စတော့မရှိဘူးဒါပေမဲ့တော်ရုံတန်း recruiter တွေကအလောက်အားမနေဘူးဒါ reality ပါကျွန်တော်ဆိုကိုယ်တိုင်လည်းပဲအဲ့ဒီ recruiter တယောက်ကကိုယ့်ရဲ့ CV ကိုအစဆုံးတော့မဖတ်ဘဲနဲ့အပေါ်တစ်ပိုင်းလောက်ပဲဖတ်ပြီးတော့ data engineer မှတ်လို့ဆိုပြီး data engineer နဲ့ပတ်သက်တဲ့စာမေးပွဲကြီးလမ်းပို့ပြီးတော့ဖြေခိုင်းတာဖြစ်ဘူးလေဒီတော့ recruiter တွေကကိုယ့်ရဲ့ portfolio website ကိုကလစ်ပြီးဝင်ကြည့်ရလာအောင်တော့အားမနေဘူးဗျာဒီတော့ website တစ်ခုအချိန်ပေးပြီးလုံးမဲ့အစား LinkedIn မှာတင်ဘူးတဲ့ post တွေကိုပဲ Facebook မှာ feature တင်ထားတယ်လို့ LinkedIn မှာလည်း feature post ဆိုပြီးတင်ထားလို့ရတယ်အဲ့ဒီ feature မှာကိုယ့်ရဲ့ project အကောင်းဆုံး3ခုကိုရွေးပြီးတော့တင်ထားလိုက်ဒါဆိုရင် LinkedIn profile ဝင်ကြည့်တဲ့ recruiter ကတခါတည်းကိုယ့်ရဲ့ portfolio ကိုမြင်ပြီးသားဖြစ်သွားမယ်ဒီလိုလုပ်မယ်ပြီးရင်အလုပ်ရှောက်မယ်အလုပ်ရှောက်ဖို့အတွက်ကကိုရှောက်တဲ့အလုပ် company ရဲ့အကြောင်းကိုနည်းနည်းလေးလေ့လာပြီးတော့ cover letter ကောင်းကောင်းရေးပြီးတော့ရှောက်ပါပြီးတော့အလုပ်ရှောက်တာကိုအလုပ်တစ်ခုလို့သဘောထားပြီးလုပ်ပါတချို့တွေကအလုပ်ရှောက်တာကိုကြုံရင်တွေးလိုက်ရင် LinkedIn မှာရှောက် scroll နေနဲ့တွေးတဲ့အတိုင်း easy apply ဆို easy apply နဲ့တင်လိုက်တယ် CV တင်ရမယ်လို့သူများ website တွေဝင်ရမယ်လို့ဆိုရင်မလုပ်ချင်တော့ဘူးဟုတ်လားအဲ့လိုမလုပ်ပါနဲ့တနေ့ကိုတနာရီဖြစ်ဖြစ်2နာရီဖြစ်ဖြစ်ကိုယ့်ကိုအချိန်ပေးပြီးတော့အလုပ်ရှောက်မဲ့အချိန်ဆိုပြီးတော့ထိုင်ပြီးရင်တွေးသမျှ data analyst နဲ့ပတ်သက်တဲ့အလုပ်တွေအကုန်လုံးကိုလိုက်ရှောက်ပါအဲ့လိုလုပ်မှရမှာဆိုတော့ကျွန်တော်ကိုယ်တိုင်ပြောပြမယ်ကျွန်တော်ကိုယ်တိုင်ပြီးခဲ့တဲ့နှစ်က6လအတွင်း CV ကိုအဆောင်200လောက်တင်မှုတယ်အဲ့ဒီတည်းကမှတခုမှစာမလားတရင်မကြားရကနေနောက်ဆုံးတစ်ခုကြာမှပြန်ဆက်သွယ်ပြီးတော့အခုလုပ်ရတာ CV 10ခု15ခုလောက်တင်ပြီးတော့စာမပြန်လို့ဆိုပြီးတော့စိတ်တက်မကြပါနဲ့200နဲ့900လောက်တင်တော့မှတခုနှစ်ခုစာပြန်ဖို့ကမလွယ်ပါဘူးဒါပေမဲ့ဒါကိုလက်ခံထားရမယ်ပြီးတော့စိတ်ကိုပြင်ဆင်ပြီးတော့ငါဒါကိုအလုပ်လို့လုပ်မယ်လို့ serious ချပြီးတော့ရှောက်ပါကဲဒါဆိုရင်2026မှာ data analyst ဖြစ်ဖို့ဘာတွေလုပ်ရမလဲဆိုတော့လေ့လာမယ်လေ့ကျင့်မယ်လူမြင်အောင်လုပ်မယ်အလုပ်ရှောက်မယ်အခုပြောသွားတဲ့တဲကလိုအပ်တဲ့ website တွေ link တွေ resource တွေအကုန်လုံးကို comment မှာချပေးထားမယ်ဗျာဆိုတော့ဘာလို့သေးလဲလုပ်ဖို့ပဲကြံတော့တာပေါ့ဗျာဟုတ်တယ်မလား okay ကံကောင်းကြပါစေဗျာကျေးဇူးပါနောက် post မှာတွေ့တာပေါ့